နောက်တဲ့ issue တစ်ခုကဘာလဲဆိုတော့ဖားကန်မှာဖြစ်တဲ့ကိစ္စဖားကန်မှာ engine wine ထုတ်တဲ့စက်ရုံလေးဖြစ် engine wine ပြန်ပြီးတော့ remake ပေါ့ဗျာသူအတူပြန်လုပ်တယ်လို့ပြောမလား engine wine အဟောင်းတွေပြန်ချက်တယ်လို့ပြောမလားအဲ့ချက်တဲ့စက်ရုံအဲ့စက်ရုံကပုံကိုယ်တွေကအဲ့ဒီ engine wine စက်ရထွက်တဲ့အနှံဆိုးတွေရေဆိုးရင်ကြီးတွေကိုပြီးခဲ့တဲ့ရက်ပိုင်းတွေမှာစပြီးတော့ဘယ်ထည့်လဲဆိုတော့အဲ့စွန့်ပစ်ရည်တွေဥရုချောင်းတွေကိုထည့်တော့ဥရုချောင်းနာပတ်ပတ်လည်းမှာနေတဲ့ပြည်သူတွေအကုန်လုံးအော့အန်မူဝေဘာညာဖြစ်ကုန်ယောဂါတွေကလေးတွေဖြစ်ကုန်အဲ့ဒါဖြစ်ကုန်တော့နောက်ဆုံးတွားပြီးပြောတယ်လေသူက game site ပုံစံမျိုးလုပ်တော့နောက်ဆုံးမှာတော့သူကအဲ့အနံဆိုးတွေကစိတ်မူစမ်းကြွယ်ဖားပြင်မမုံနတ်မောစရှိတဲ့နေရာအတော်များမှာအနံဆိုးတွေဖြစ်ကုန်ဥရုချောင်းတောက်ဝိုင်းမှာပတ်ပတ်လည်းမှာဒုက္ခတွေရောက်ကုန်အဲ့တော့ဘာလို့လဲဆိုတော့အဲ့ဒီကောင်တွေကို KIA ကဖမ်းသွားတယ် KIA လာဖမ်းသွားတယ်ဖမ်းပြီးတော့အဲ့ဒီနှစ်ယောက်ကိုအစက်ရုပ်ပိုင်ရှင်အသက်39နှစ်ရဲ့သက်စောအောင်နဲ့လုံသမားဖြစ်တဲ့52နှစ်ရွယ်ဦးအောင်လိုင်းမြအဲ့ဒီယောက်ကိုဖမ်းလိုက်တယ်ဖမ်းပြီးတော့အဲ့ဒီ KIA ကနေပြီးတော့ဒါကြည့်ရတာဖမ်းပြီးတော့အရေးယူမလားဘာလားတော့မသိဘူးဒါပေမဲ့ KIA ကလည်းခွင့်ပြုပေးတာလည်း KIA ပဲအခုလာဖမ်းတာလည်း KIA ပဲဆိုတော့အဲ့ဟာတော့ဒီဥရုချောင်းမှာဟို engine wine ဒီအဟောင်းတွေအစုပ်ပြတ်တွေညစ်ပတ်တွေညစ်ကြီးတွေစွန့်ပစ်တာအနံဆိုးတွေဖြစ်လို့လူတွေအော်တော့မှ KIA ထားလို့လေသူခွင့်ပြုပေးတာတယ်ပေါ့နော်အဲ့ဒါလုပ်တယ်လို့သိရတယ်ဒါဖြစ်စဉ်တွေတစ်ခုပဲနောက်တစ်ခုကတော့မိုင်းပေါက်မှာဘာလဲဆိုတော့မိုင်းပေါက်မှာကဒီဘယ်လိုခေါ်လဲလူသေးသေးတဲ့အထိပြစ်ဒဏ်ကျူးလွန်ထားတဲ့သူတွေအဲ့လူတွေကိုသေဒဏ်ပေးလိုက်တယ်နော်မိုင်းပေါက်မှာသူကလူသေးသေးတဲ့အထိပြစ်ဒဏ်ကျူးလွန်တယ်ခိုးဆိုလူနှိုက်ပေါ့ဗျာကိုဆိုလူနှိုက်ဓမြတိုက်ပေါ့အဲစသဖြင့်ပေါ့လူတွေကဒုက္ခပေးတဲ့လူ၃ယောက်အဲ့၃ယောက်ကိုတဲ့ဝါနေပြီးတော့ဝါယူရက်စီကနေပြီးတော့အဲ့၃ယောက်ကိုလူရှိသူရှိခေါ်ပြီးဒီနေ့မနက်မှာပဲလူရှိမှာပဲစီရင်တယ်တနက်နဲ့ပြစ်ပြီးတော့တပ်လိုက်တယ်သေဒဏ်ပေးလိုက်တယ်ပေါ့နော်ဆိုတော့ပြောရင်တော့ဝါတော့သူ့ဒေသမှာတော့ရှင်းတယ်ပြစ်မှုတွေကိုဆိုလူနိုင်ဓမြတိုက်လူသက်မရင်းချင်းဘာညာအေးအဲ့ကောင်တွေတော့သေဒဏ်ပေးရင်သေဒဏ်ပေးလိုက်တာနှစ်ရှည်ချပြတာသေဒဏ်ပေးတယ်လုပ်လိုက်တာလူတွေခေါ်ပြီးတော့လာဆိုလူရှိမှတရားစီရင်အဲ့လိုကြိုင်တာဆိုတော့ဒါကြရင်အဲ့ဒီဒေသမှာအဲ့ဒါတော့ခိုးဆိုလူနဲ့ဓမြတိုက်မရင်းချင်းမားတွေရှိနေသေးတယ်ဒါတော့အခုအဲ့လိုအရေးယူနေရာတွေဝါလည်းလုပ်တယ်လို့တွေ့ရတယ်ဒါလေးကကြုံကြလို့ဒါဝါအကြောင်းလေးထည့်ပြောတာအဲ့နောက်တစ်ခုကဒီနေ့အမြန်ကြီးပြောနေရတဲ့နေ့ဘာမှမသိတော့နောက်တစ်ခုကဘာလဲဆိုတော့ဒေါက်တာစိန်ဝင်းအားလုံးသိတဲ့ NCGUB ဒေါအောင်ဆန်းစုကြည်ရဲ့အကိုဝင်းခွဲပေါ့နော်ပြီးတော့ NCGUB လို့ခေါ်တယ်မြန်မာနိုင်ငံရဲ့အမျိုးသားညွန့်ပေါင်းအစိုးရအဝေးရောက်အစိုးရပေါ့ဗျာဖွဲ့ခဲ့မှုတဲ့ဒေါက်တာစိန်ဝင်းနော်ဒေါက်တာစိန်ဝင်းဟာဒေါအောင်ဆန်းစုကြည်အကိုဝင်းခွဲပေါ့နော်ဒေါက်တာစိန်ဝင်းဟာကိုယ်လွန်သွားပြီလို့သိရပါတယ်ဒီနေ့မနက်မှာပဲကိုယ်လွန်သွားပါတယ်တဲ့နော်ဒီနေ့မနက်မှာအမေရိကန်မှာကိုယ်လွန်သွားပါတယ်အမေရိကန်ဝါရှင်တန်ကဆေးရုံတစ်ခုမှာဆေးကုသမှုခံယူနေတယ်ပြီးခဲ့တဲ့2ရက်လောက်ကဆေးကုသမှုခံယူရဆိုတဲ့သတင်းတွေကျွန်တော်တို့ရတယ်ဒါပေမဲ့ဆေးကုသမှုခံတော့ဘာဖြစ်ဘူးကိုယ်လွန်သွားပြီဆိုတော့ထည့်ပြောတာပေါ့နော်ဆိုတော့ဒေါက်တာစိန်ဝင်းဆိုတာအဝေးရောက်အစိုးရအစဖွဲ့တယ် NCGUB ဖွဲ့တယ်လူ1990လွတ်ရွေးကောက်မှာအနိုင်ရလွတ်တော်ကိုယ်စားတူလည်းဖြစ်ခဲ့တယ်နော်ပြီးတော့အဲ့တော့အမျိုးသားဒီမိုကရေစီပါတီမှာလည်းတကယ်ဒိတ်ကျပုဂ္ဂိုလ်တူဖြစ်ခဲ့တယ်တိုးတော်လည်းဒေါ်စန်းစုကြည်ဆိုတာဖြစ်တဲ့အချိန်မှာဒေါက်တာစိန်ဝင်းကပြန်လာဖို့ကြိုးစားတယ်သူညမဆိုတော့သူပြန်လာလို့ရမယ်ထင်တာသူညမသူ့အကူလောမလာခိုင်းအကူဝင်းကိုဟဲ့အဲ့လိုမျိုးအကူဝင်းကိုလည်းမလာအကူအရင်လည်းအဲ့လိုကြိုင်တာဒေါ်စန်းစုကြည်ကနော်အဲ့လိုရှိအဲ့တော့လောဆိုတော့ကွယ်လွန်သွားပြီလို့သိရပါတယ်အဲ့တော့သူကွယ်လွန်တဲ့အချိန်မှာအသက်က82နှစ်ရှိပြီတဲ့နော်2နှစ်ရှိပြီအသက်82နှစ်ရှိပြီဆိုတော့ဒေါ်စန်းစုကြည်က80သူ့အကူ82နှစ်ပေါ့နော်အဲ့လိုတွေ့ရဒေါ်စန်း80ကျော်လာပြီပေါ့80ပြည့်ပြီပေါ့နော်ဒေါ်စန်းမကြခင်မှာ81တဲ့ရောက်တော့ပေါ့အဲ့တော့သူ့အကူကဒါ82နှစ်မှာကွယ်လွန်သွားတယ်လို့သိရတယ်အဲ့ဒါဒါတွေကလည်း NCGUB ကခေါင်းဆောင်ဖြစ်ခဲ့တဲ့လူလည်းအခုတော့သုံးပြီအခု NUG ကလူတွေလည်းသုံးဖို့ပဲကြံတော့တယ် NCGUB ကလည်းသုံးပြီဆိုတော့ NUG ကလူတွေသုံးဖို့ပဲကြံတော့တယ်အဲ့လိုပြောလို့ဖြစ်နေနော်အဲ့တော့ဒါလည်းဒါသတင်းတူတစ်ခုဖြစ်နေထည့်ပြောတာဖြစ်ပါတယ်အဲ့တော့ဒါပြီးတော့ကျွန်တော်နောက်တစ်ခုကပြုံးစရာကြီးစရာလို့ပြောမလားခင်ဗျားတို့ကိုတလောပြောတဲ့အောင်ခန့်ပိုင်တော့အခုလောဆိုတော့တချင်းစုပြိုင်ပွဲမှာတချင်းဝင်ဆိုရေးပြိုင်ပွဲမှာဝင်ပြီး host လုပ်ရင်းနဲ့အခုတော့ခံဝင်ထိုးလိုက်ရပြီတဲ့ပြီးခဲ့တဲ့ရက်ပိုင်းကလူတွေကြားမှာအော်တောင်းနေဖြစ်တယ်လေဗာလဲSonica Omi ပါ Sonica Omiတို့ဗာလဲFrancine Ningman နော်ဆိုတာဗာအဲ့ဒါကြီးပြောတဲ့ဆိုတော့နော်အဲ့တော့နာမည်လေးတော်တော့အိုးငုံဖြစ်သွားတယ်ဒီမာစတာအဖွဲ့တွေကိုဂီတစီးကခေါ်ပြီးတော့ဆင့်ခေါ်ပြီးတော့သူတို့ဒါကြည့်ရတာဆွေးနွေးမင်းများမှာပေါ့ဗျပြီးတဲ့နဲ့အခုတော့အောင်ခန့်ပိုင်းကတော့ခံဝင်ထုတ်လိုက်တယ်လို့သိရတယ်အဲ့ဒါမြန်မာနိုင်ငံဂီတစီးကနေပြီးထုတ်ပြန်လို့ကျွန်တော်သိရတာပေါ့နော်ဆိုတော့သူကသူအေးလေးလိုနားမလဲတာမတက်တာရပါတယ်ဒါပေမဲ့သူကအဲ့တော့တမင်လုတ်တယ်လို့ဘာလို့ညာလျှောက်ပြောတော့လူတွေကပုံမြင်ကတ်တာပေါ့ဗျပြီးလူတွေနဲ့သူကရန်ဖြစ်လိုက်သေးတယ်တော်တော်ဆိုးဆိုးပဲအဲ့တော့အခုတော့သူ့ထူးထူးဆန်းဆန်းအဲ့ဂီတစီးကခေါ်ပြီးတော့ဒါသူ့ကိုဝါလောက်ခဲ့တယ်ဆိုတော့ခံဝင်ထုတ်ခိုင်းတယ်ဆိုတော့ဒါအကြောင်းတော့ရှိမှာပေါ့ဗျသူကြည့်ရတာဘယ်သူနဲ့တော့ရန်ဖြစ်လို့ဘယ်သူကသူ့တိုင်းလိုက်မသိဘူးအဲ့လိုတော့ရှိတယ်နော်ဒီလိုတော့ရှိတယ်တခါကျရင်လည်းခက်တော့ခက်သားပြနော်ဟိုအစီအစဉ်လေးအောင်မြင်ဖို့အတွက်ကိုလှုပ်ချင်တာရှောက်လုပ်ကြတာပေါ့ဒါတွေကလည်းမကောင်းပါဘူးနော်ဒါလေးကကြုံကြိုက်လို့ဒီနေ့ဒါလေးထည့်ပြောတာပေါ့နော်အဲ့တော့နောက်တစ်ခုအကယ်ဒမီကိစ္စမနေ့ကအကယ်ဒမီနော်အကယ်ဒမီရှိတယ်အကယ်ဒမီကသတင်းတွေပေါက်နေပါပြီသတင်းပေါက်နေပြီအဲ့တော့ပေါက်ကြားသွားလို့သတင်းပေါက်ကြားပြီးတော့စုရမယ့်လူတွေစီးရင်ဖြစ်ပေါက်ကြားလာတဲ့သတင်းကျွန်တော်ပြပြပါမယ်အဲ့သတင်းကစိတ်ဝင်စားဖို့ကောင်းတယ်တစ်အချက်ကဘယ်သူရမလဲဆိုတော့တဲ့နံပါတ်1ကမြင့်မြတ်တဲ့
မြင့်မြတ်မင်းသားမြင့်မြတ်ရမယ်တဲ့မင်းသမီးကရတနာဘိုရမယ်တဲ့နော်ဇက်ဘောကဥစော်ဝင်းနိုင်တဲ့နောက်မျိုးသနာထွန်းတဲ့တိဂီတာမြင့်လက်တက်ပေမဲ့ရည်စည်းကကျန်းနေတဲ့နော်နောက်တစ်ခါဒရိုက်တာကတော့မယ်မင်းဘုံတဲ့ပြူစားဆိုတဲ့ခါလေးရမှာဆိုတော့အဲ့လိုရမယ်ဆိုသတင်းပေါက်လာတယ်အဲ့ဒါအကယ်ဒမီဂီရက်တွေ group တွေထဲမှာပေါက်နေပြီသတင်းပေါက်လို့ဆိုတော့ကြားတဲ့အတိုင်းပဲဒီရတနာဘူတို့ဘာလို့ရဖို့ရှိတယ်မြို့တို့ရဖို့ရှိတယ်တဲ့ကထွက်လာတယ်ဆိုအဲ့ဒါဆိုရင်ရုပ်ရှင်စီဥက္ကဋ္ဌကြီးမှာတော့တာဝန်ရှိသွားပြီပေါ့ဗျာရုပ်ရှင်စီဥက္ကဋ္ဌကြီးမှာတာဝန်ရှိသွားပြီပေါ့ဘာလို့ဆိုရုပ်ရှင်စီဥက္ကဋ္ဌကြီးကသူကရှေ့ရနေကြိုပိတ်ပြီးတော့ပြောခဲ့တော့နောက်လူတွေကအကုန်လုံးကဘယ်ဟိုမှာဟိုလူတွေပဲပေးရတော့မလဲနော်ကျန်တဲ့ပေးသိပေးလိုက်တဲ့လူတွေပဲပေးရတော့မလဲမပေးရတော့ဘဲနဲ့ကြည့်တော့မကြည့်ဘူးတဲ့တချို့ရုပ်ရှင်ကားတွေဆိုရင်တချို့မင်းသားကြီးတွေမင်းသမီးကြီးတွေရဲ့ဇာတ်ကားတွေဆိုရင်ပထမတစ်ချိန်ကြည့်ပြီးဒုတိယချိန်ထပ်မကြည့်တော့ဘူးမကြည့်တော့ဘဲနဲ့သူတို့အဲ့လိုဖြစ်တယ်နောက်တစ်ခါအကယ်၍ပတ်သက်ကြရက်တော်ထနေတယ်ထနေတယ်အဲ့တော့ရွှေစီဥက္ကဋ္ဌကတော့ဒီကိစ္စမှာတော့အစည်းအဝေးဥက္ကဋ္ဌကတော့ကိုယ့်အကူတာဝန်ယူရတော့မှာပေါ့ဗျာနော်ကိုယ့်အကူတာဝန်ယူရတော့မှာဒီလိုပဲကျွန်တော်ပြောပြစီနော်ပြီးတော့ဒီနေ့လေဒလာဒရာဖွင့်နေဆိုတော့သိပါတယ်ဒလာဒရာကြီးဖွင့်သွားပါတယ်ဒလာဒရာဖွင့်တော့ဒီနေ့ဒလာဒရာဖွင့်နေချိန်မှာဒလာဒရာကတက်ပြီးဓာတ်ပုံရိုက်ကြအမဲကားတွေမောင်းတက်ပြီးတော့လောက်ကြနေ TikTok တွေ Facebook တွေမှာပေါ်လို့ရိုက်လို့ကျွန်တော်ကြည့်နေနော်ကျွန်တော်တို့ကဟိုမရောက်ဒီမရောက်အမှတ်တရသူတို့ကဒလာဒရာပေါ်ရောက်သွားပြီတချို့ရောက်ပြီးဓာတ်ပုံတွေဦးရဓာတ်ပုံရိုက်ဒီ Facebook တွေတက်ကြွယ်ရလူ TikTok ပေါ်တက်ကြွယ်တဲ့လူတွေအများကြီးပေါ်လာတယ်ဒါသူတို့အတွက်ဟိုသွားလဲစရာနေအစ်တခုရတယ်လို့ဖြစ်သွားတယ်ကောင်းလဲကောင်းပါလေဒလာဒရာကြီးနောက်ခံထားပြီးတော့ခဏညဘက်တင်မောတွေဆွဲနော်ဟိုဘာလဲဒီပါခေါ်လဲကျော်စည်းတင်မောတွေဆွဲမယ်ဆိုရင်ပိုပြီးကောင်းမယ်အခုလဲဆွဲနေပါတယ်ဒါပေမဲ့စနစ်တကျကြနာနာနဲ့အစိုးရတွေတက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ပိုင်းဘန်ကောက်ရောက်သွားတော့ဘန်ကောက်မှာကြောက်ဖျားမြစ်ထဲမှာကျွန်တော်ဟိုဖြစ်ခဲ့တယ်လို့ပေါ့နော်ဟိုတော့ပျော်ခဲ့တယ်လို့မျိုးအဲ့ဒါမျိုးကြီးမြန်မာပြည်ရန်ကုန်မြို့ရဲ့မြစ်ပြင်မှာအဲ့လိုမြင်ချင်တာကောင်းတယ်မြင်ချင်ပါတယ်အခုဒရာကြီးပြီးပြီဆိုတော့လှလဲလှမှာဗျအဲ့တော့တက်ပြီးတော့ဓာတ်ပုံရိုက်ကြတဲ့သူတွေလည်းပြောကြပါနော်ခင်ဗျားတို့ပြောကြပါလို့ပဲပြောချင်တယ်အဲ့တော့ဘုံကြီးကြီးလည်းအဲ့ဒီတော့သူကိုယ်တိုင်ဖွင့်ပေးတယ်ပြီးတော့ကြည့်ရလူတွေတက်လို့ရအောင်ဆိုပြီးတော့လူတွေတက်ဆိုပြီးတော့ခွင့်ပြုပေးလိုက်တယ်ဖြစ်မယ်ကြည့်ရတာအကုန်လူတွေတက်ပြီးဓာတ်ပုံရိုက်ကြတယ်နော်ဒလာတော့ပြီးသွားပြီဒါလည်းဒလာကိစ္စလေးကျွန်တော်ဒီနေ့ထက်ကျုံလို့ထက်ပြောတာပြီးတော့ကျွန်တော်တော့ပြောစရာတွေတော့ရှိသေးတယ်ပေါ့ဗျာနော်ဒါပေမဲ့ကျွန်တော်ဒါတော့ပဲဆုံးသက်ပြရသည်ဘာလို့ဆိုတော့ကျွန်တော်ဟိုရှုပ်ချက်ခတ်နေတဲ့အခြေအနေကျွန်တော်ဘာဖြစ်နေလဲအဲဒါကြောင့်ဒီနေ့တော့နဲ့ဆုံးသက်ပြစီအားလုံးပဲကိုကျစားသိရှိပါတိုင်းပြည်ကိုစေနာမှန်ထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခေါ်လောတီဗီပြောနေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မေးခွန်းထုတ်ပါလို့ပြောရင်း